ချင်းမိုင်မှာအိမ်လေးတွေပဲဈေးလေးရလည်းမစိုးဘူး 3.73 ဆိုတော့ okay အမေကြည့်လိုက်အောင်နော် မင်္ဂလာပါမကျွန်တော် SAC investment ချင်းမိုင်တရားပါခင်ဗျာ။ဗာမြန်ကူညီပေးရမလဲမသိဘူးခင်ဗျာ အော်မောင်လေးမင်္ဂလာပါမမမိပါရဲ့အတွက်ဗတိုင်းမဟုံလေးရှာနေတာလေအဲ့အခုဒီအိမ်လေးကိုတွေ့ထားလို့အဲ့ဒါလေးစိတ်ပဲစားလို့ပါရှင့် ။အော်ဒါဆိုခုပဲသွားကြည့်ကြရအောင် ဟဲ့ဒီနေရာလေးကတော်တော်တားရတာပဲ ဟုတ်တယ်အမဒီဟာခတောင်းနေကိုနောက်ခံထားပြီးတော့ဒီအိမ်အောင်ရဲ့လမ်းတွေကလည်းတော်တော်ကျဲပါတယ်ဗျဒါဆိုအမကကျွန်တော်အိမ်လေးလိုက်ပြပေးရအောင်နော် okay โอเคမဒါကားပါကင်ဖြစ်ပါတယ်ကားနဲ့စီးလဲဆက်ပါတယ်ဒါဆိုကျွန်တော်တို့အိမ်နဲ့ဆက်ဝင်ကြည့်ရအောင်ကျွန်တော်အိမ်နဲ့ဝင်ကြည့်လိုက်ရအောင်နော် okay ဒါအမကျွန်တော်တို့ရဲ့ living room လေးဖြစ်ပါတယ်ခင်ဗျာ ဒီလိုကကျဲသားတော့ ဟုတ်တယ်ခင်ဗျာတော်တော်ကျဲထဲမှာပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအမရေကျွန်တော်တို့ဒီအိမ်ရဝင်ထဲမှာတော့အိမ်မျိုးစား၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့ မေရီယာဂါရီနီယာနဲ့ကာနာလီလီ location ရဆိုလို့ရှိရင်မဲဂျို University ရဲ့အရှိမတရှိပြီးတော့အနီးနားမှာဆိုရင်ဖြစ် မဲချိုမာကန်ရန်ချော်မော်စန်ထရယ်ဖက်စတီဗယ် မောင်လေးဒီနေ့ကစီလုံးလေးရဘယ်လောက်ရှိလဲ ဟုတ်အမဒီရင်လေးရဲ့ဈေးနှုန်းကတော့ Thai baht 4.4 million ကနေစတင်ပြီးတော့မြန်မာငွေ3,500ကျော်ဝန်းကျင်အားနေပြီးတော့စတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်ခင်ဗျာ အော်ဈေးလေးတွေလည်းမစိုးဘူးနော် ဟုတ်တယ်အမရဲ့ဒါဆိုကျွန်တော်တို့ class 4ကိုတစ်ချက်တော့ကြည့်ကြရအောင် okay ဟုတ်ကဲ့ပါဗျာဒါကကျွန်တော်တို့ဒီအိမ်ရဝင်းရဲ့ class hop ဖြစ်ပါတယ်ဗျာ ဒီကုတ်ကလည်းအကျဉ်းကြီးနော် ဟုတ်တယ်အမအမရေကျွန်တော်ဒီလိုက်ပြပေးခဲ့တဲ့အိမ်လေးတွေကိုသဘောကျရလားမသိဘူးခင်ဗျာ အမအနေနဲ့ဆိုတော့တော်တော်ကြရတယ်ဒါပေမဲ့နေမှာမမိပါနေမှာဆိုတော့လေသူတို့ချက်တော့ပြန်ခေါ်လာပြရအောင်မယ်ဆိုတော့ ဟုတ်ကဲ့ပါဗျာအမမိဘတွေလေအကယ်လို့မလာနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဗီဒီယိုကောနဲ့လိုက်ပြပေးပါရနော် ဗီဒီယိုကောနဲ့ဆိုရင်တော့ပို့အဆင်ပြေတာပေါ့ ဟုတ်ကဲ့ပါခင်ဗျာအားမလို့ကျွန်တော်တို့ SAC investment ချင်းမိုင်တင်းကိုအချိန်မီအမဆက်တက်လို့ရပါတယ်ဗျကျွန်တော်ကလည်းဆက်တက်လို့ရပါတယ်နော် ဟုတ်ကဲ့ပါ ဟုတ်ကျေးဇူးတင်ပါတယ်ဗျ